အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကတော့ချောလဲချောလှလဲလှစားလဲတော်တယ်ဒီစစ်ကစာကယ်ရီပဲဖြစ်ပါရခင်ဗျာကျွန်တော်တို့ဒီနေ့ဆရာကရောပဲအတွက်ပြဆက်လေးတင်ပြဖို့အစီအစဉ်လေးရှိပါရခင်ဗျာကျွန်တော်တို့ရဲ့ပြဆက်လေးကိုအားလုံးပဲကြည့်ရှုပေးကြပါဦးခင်ဗျာကဲဒီနေ့ဆရာမကတားတို့သမီးတို့ကိုစာမျက်နှာ32ကစင်ဝေါ်ဟာအသုံးအနှုန်းတွေကိုသင်ပေးပါမယ်။လိုက်ပြီးတော့တေချာထားအောင်ကြာတော့ပြီးခန့်နေကြတဲ့တယောက်ချင်းစီမိမှာအဲ့ကြမှာမကြားလိုက်ဘူးနားမလည်ဘူးဒါပြောစင်ကြည်တာမပေးနဲ့။ကဲပထမဦးဆုံးဗာမီယာလဲလွန်းရီသမီးဖက်ပြစမ်း။ဟုတ်ကဲ့ပါချေ။စင်စီပြီးမြင်ရမှာပထမဦးဆုံးတရင်ကြကြရင်ဘာလို့မလဲစင်စီငါမိဘပြောင်းလို့ပြီးစင်မချုံတာတားသမီးတွေကိုငါလူကြီးကိုပတ်ကြော်မယ်လေနေကောင်းစီခြင်းပတ်စပတ်တောင်းပါလားအဲ့ကြရင်မျိုးစင်ဟဲဟောလို့တင်နော်မြင်းရယ်ဆိုပြီးအတူတူကြော့ကြမယ်လေဟဲ့ငါစားတင်နေရလေဘာလို့စကားအများကြီးကြားလဲဘာကြောင့်နေပြောနေကြလဲပြောစမ်းမအောင်တရင်ကျွတ်ကြရင်မိဘပြောင်းလို့ပြီးပြန်သွားမယ်အကြောင်းပြောနေရပါဒါနဲ့ညီတို့ရေဆရာစင်မတွေကိုလိုက်ဘက်ကတော့ကိုစီစဉ်မရှိကြဘူးလားချေသမီးကကတော့မပါပဲအင်းနော်ညီတို့ငါ့ကိုလာကတော့ရင်အမိုးမပေးဘူးကျမကက်မတော့ဒီပင်းနေမဝပြီးဝခက်ခဲရှိနေလားဒါဆိုဝိမနီနေမဝပြီးမလားအဒီကစီရနာတရင်ချပြီးမပေါ်လေးပြီးပါဟဲ့ဟာမိုးရွာလာပြီဒီလိုလောက်ငါတို့တူတူပြီးအိတ်တဲကြမယ်လေငါတို့လွယ်ကြီးစုကုန်မှာပေါ့လွယ်အိတ်ကိုချွတ်အိတ်ထဲထည့်ပြီးပြေးကြမယ်လေအေးအဲ့လိုပဲပြေးကြမယ်ပြေးကြမယ်ကေဒီမှာကြရနော်ဆီယမကိုကတော့ကြအာစရိယကုနောအနန္တောဟုမိဟောအရာကောက်ယူပြတော့အာစတိယကုနောအနန္တောဟုမေယောအရာကောက်ယူပြတော့နာယနိနာအဖျားဖျားကိုလိမ္မာစီကြောင်းမြစ်တာလောင်း၍နာယနိနာအဖျားဖျားကိုလိမ္မာစီကြောင်းမြစ်တာလောင်း၍မကောင်းကိုကြီးကောင်းရာရှင်လျက်နှုတ်မြတန်ချိုဆုံးမဆူစကားမကောင်းကိုချင်းကောင်းရရှင်လျက်နှုတ်မြတန်ချိုဆုံးမဆူစကားအဟုများစွာတန်တရာဝဲသုံးသွေသောကလေးရက်အပေအဟုများစွာတန်တရာဝဲသုံးသွေသောလေးရက်အပေရှစ်သွေရက်ပြီးစိုးညစ်ရုံမှာအဖျားဖျားကိုရှစ်သွေရက်ပြီးစိုးညစ်ရုံမှာအဖျားဖျားကိုခေမာပုမိဘေးမရှိအောင်နိဗ္ဗာန်ပေါင်းသို့ရအောင်ပြညွခေမာပုမိဘေးမရှိအောင်နိဗ္ဗာန်ပေါင်းသို့ပြညွရအောင်ပြညွတွင်သင်ပေးတတ်ဆရာမြတ်ကိုအဟံစနုတ်သည်တွင်သင်ပေးတတ်ဆရာမြတ်ကိုအဟံစနုတ်သည်ဝနေဝနာမိရှိခိုးပါ၏ရှင်ဝနေဝနာမိရှိခိုးပါ၏ရှိခိုးပါ၏အော်ဆီယမရဲ့တားရသမီးရေကျမပါစေချမ်းသာပါစေဒုရင်ဆန္ဒတလုံးတော့ပြည့်ပါစေကကြီးသုံးမှာကြော်လွှားနိုင်ပါစေပြည့်ရဲ့ဆုနဲ့ပြည့်ပါစေကဲတော့လို့ပြီးပြီဆိုတော့ဘာလို့ချမ်းပါလဲစီမီထွန်းကြမယ်လေမိဘုံပြန်လွှင့်မယ်အေးလောက်ကြမယ်မိဘုံပြန်လောက်ကြမယ်လေဟဲ့ငါမိကိုစင်းသိလုပ်ထားလိုက်မယ်နော်ကဲမိဖို့ပြန်လွတ်ကြမယ်လေ
ဆုတောင်းကြမိဘပြန်မလို့ခင်ဆုတောင်းရင်ဆုတောင်းပြည့်ရဲ့တဲ့ဆုတောင်းကြလေတရင်ကျဆုတောင်းကတော့စစ်ကြီးလဲပြီးပါစေအချစ်ခီးလဲနေပါစေမိမိလဲအေးချမ်းပါစေရှင်နဲ့အပူမီတွေရောပြန်မီတွေရောအမြဲငြိမ်းပါစေတစ်ချိန်ကအေးချမ်းရဲ့ဒီမြေလေးအပူတော့ကတွေနဲ့အမြဲဝေးပါစေနေ့တာတိုင်းဒီအေးချမ်းစေ၍ပေးကမ်းမှုတိုင်းညှို့ထွေးပါစေ